PCI pass ဆိုတာ iPad IO เนาะဒီမှာ ESC ဆိုင်ဟို physical device မှာ virtual machine တွေကိုဒါရ assign လုပ်ပြီးတဲ့နည်းပညာတွေကို VN တွေကို physical device တွေ virtual တွေကဖွင့်မသွားဘဲနဲ့ကျွန်တော်နည်းပညာတွေကိုသုံးပြီးတော့ဒါရ iPad IO ကိုသုံးမယ်ပေါ့နော်ဒီ physical PCI device ကိုဒါရ access လုပ်ပြီးတဲ့high performance application တွေမှာဒီတော့သုံးတယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်ဒီoperating system မှာဆိုရင်ဒီ VN တွေoperating system မှာ install လုပ်ပြီးတော့ကျွန်တော်ကimprovement performance ကို improvement ပိုပြီးကောင်းစေရပါတော့VSPIA direct path IO တော့ဒီ PCI device တွေမှာတော့ VN တွေကို reset လုပ်တဲ့ပတ်သက်နေမှာတော့တယ်ပေါ့နော်ဒီVSPIA မှာကျွန်တော် network data ရွေးရခါမှာကျွန်တော်တို့က E1000 ရှိမယ်E1000 ကကျွန်တော် network data emulate လုပ်ထားတဲ့ data တစ်ခုဖြစ်တယ်သူက compatibility များစွာ OS များစွာ support ပေးရပါတော့ဒီ E1000 performance ကတော့ဒီအခြား data တွေတော့မကောင်းဘူးများသောအားဖြင့် compatibility ကသူက OS အောင်းတွေမှာသုံးလို့ရတယ် E1000 ကြီးရတော့ကျွန်တော်တို့ဒီ network data တွေကတော့ဒီ E1000 ပို့ပြီး performance ပိုကောင်းတယ်ပေါ့နော် OS အသစ်တွေမှာပဲသူက support ပေးတယ် VMware 2ကို install လုပ်ထားမှာသူက support ပေးတယ်ပေါ့နော်ဒီ E1000 ကြီးရVMware VN တွေမှာစပြီးတော့ gas operating system စပြီးတော့ပြီးသွားတယ် VMware 2 ကို virtual device တွေမှာကျွန်တော်တို့က virtual network data တွေ virtual video data တွေ storage data တွေ remote run နိုင်လို့ဒီ driver တွေက ION operation တွေကိုပို့ပြီးတော့ message လုပ်ပြီးတော့ VMware 2ရဲ့မှာတစ်ခါလေးပါပြီးသားပေါ့နော်ဒီ VMware 2ကို run နေရပြင်သူက VN ရဲ့ performance ကိုပိုပြီးပေါင်းပြီးတယ်user experience နဲ့သူကဒီ VMware 2ရဲ့မှာတော့ mouse pointer integration တွေ time synchronization က operation shutdown restart ပေါ့နော်စတဲ့ feature တွေကလေဒီ VMware 2မှာခါလေးပါတယ်နော်ဒီ time synchronization မှာ VN ရဲ့ time တွေကို ESC ဆိုင် host နဲ့ synchronize လုပ်ပြီးရ VMware 2က VN ရဲ့ time တွေကို ESC ဆိုင် host ရဲ့ time synchronization လုပ်ပြီးဒါကြောင့် VN ရဲ့ time တွေသတ်မှတ်တဲ့ stability ရပို့ပြီးတော့ application တွေ performance တွေပို့ပြီးကောင်းစေတယ်နော်gas operating system တွေကို shutdown restart လုပ်တဲ့နေရာမှာလည်းသူကသုံးပြီးရပေါ့နော်Happy monitoring ကကျွန်တော် hash data တွေ monitor လုပ်ပေးတဲ့နေရာမှာအဓိကအားဖြင့်အသုံးပြုရပါတော့ VN ရဲ့ hash data တွေကိုကြည့်တဲ့အခါမှာ VMware 2ရဲ့မှာပါတယ်ပေါ့နော်ဒီ Happy monitoring ကျွန်တော် VMware 2ကိုကျွန်တော်ဒီ Dragon 2ကို run ထားပြီးရှင်တော့ဒီ spine ကိုလည်းဒီ Dragon တော့လုပ်ပြီးတော့ကို gas operating VN နေကြတယ်မှာကျွန်တော်တို့ကcopy ဆွဲ file တွေကို Dragon တော့လုပ်ပြီးတော့တို့ရွှေ့ပြောင်းလုပ်လို့ရတယ်နော် copy ဆွဲ paste တွေတိုင်းလုပ်လို့ရမယ်နောက်ပြီးတော့ဒီ customization script တွေကိုလည်းVMware 2မှာကျွန်တော်တို့က run ပေးလို့ရမှာနော် host name IP address တွေ network setting တွေကိုကျွန်တော် script တွေနဲ့ run မယ်ဆိုလို့ရှိရင် VMware 2 install လုပ်ထားမှာရမှာပေါ့နော်VMware issue လုပ်မယ်ဆိုရင် VSPIA client VN တွေကို power on မယ်ပြီးရင် VN OS ထဲမှာ login လုပ်မယ်ပြီးရင် VSPIA client မှာ VM menu ကနေပြီးတော့ gas operating install upgrade VMware 2ဆိုတဲ့ဟာကိုယူလိုက်ပါနော် VN OS ထဲမှာ VMware 2 installer ကို run နေမယ်ပြီး installer instruction line install လုပ်မယ်ပေါ့နော်ပြီးရင် VN ကို reset ချလိုက်မယ်ဆိုရင်ဒါဆိုလို့ရှိရင် VMware 2 installation step ကပြီးသွားပြီပေါ့နော်ဒီမှာတော့ဒီသူက support ပေးရတော့ Microsoft Windows Linux ကိုသူ support ပေးရပါတော့ဒီ VMware 2အခုကတော့ဒီ VMware version တွေကအများကြီးရှိတော့เนาะအခုတွဲကြော်သွားပြီပေါ့နော်ဒီ VMware version တွေကိုလိုအပ်လို့ဒီ broadcom site မှာလည်း download ဆွဲပြီးတော့ကျွန်တော်တို့ကinstallation VM gas operating system ကို installation လုပ်ပြီးလို့ရတယ်เนาะနောက် OVF template ဆိုတာပါတယ် OVF template က virtual machine တွေကို pack လုပ်ပြီးတော့ basic လုပ်ပြီးတော့ open center တခုပါသူကဒီ OVF template တွေကို VM ရဲ့ configuration file တွေ virtual တွေနဲ့အခြား data တွေလိုက်ပါအောင်တယ်ပေါ့နော်သူကဒီ VM တွေကို platform တွေကြားထဲမှာဒီ web က sit down နေတဲ့အရာ open standard တခုဖြစ်တဲ့ VMware VSPIA Oracle virtual ပေါ့အဲ့ဒါစတဲ့ virtualization platform တွေကြားထဲမှာသုံးလို့ရတယ်အဲကြောင့် VM တွေကို platform တွေကြားမှာ web ကတော့ဒီရွှေ့ပြောင်းပြုလို့ရတယ်ပေါ့နော် OVF template တွေထုတ်ထားခြင်းအပြင်နောက် VM ရဲ့ configuration file တွေမှာတော့ virtual disk တွေမှာတနေရာထဲမှာစုစည်းထားတဲ့နေရာမှာကျွန်တော်
OBS template တွေ VN ရဲ့ configuration file တွေကို .obs file .mf file စတဲ့ virtual disk တွေကို .vnpk file တွေပါဒါကြောင့် VN တွေ develop လုပ်တဲ့အခါမှာ web file တွေနေရာထဲမှာသူကစုစည်းတိတ်ဆက်ပေးထားတယ်ပေါ့နော်ဒီရဲ့ metadata ဆိုတော့ VN ရဲ့ configuration နဲ့ပတ်သက်တဲ့ metadata တွေပါနေ။ OBS template တွေမှာ VN ရဲ့ hardware configuration တွေ CPU memory network setting တွေ OS information တွေအခြား metadata တွေပါနေပေါ့နော်။ဒါကြောင့် VN ကို develop လုပ်တဲ့အခါမှာ configuration တွေကိုကျွန်တော်အလဲတကူမြင်တယ်။ဘာလို့လုပ်ရရမလဲနော်။ security ရလည်းကျွန်တော်တို့က manifest file တွေကို security ပုံမကောင်းကြီးရယ် OBS template တွေမှာ manifest .mf file ပါနေဒီ file တွေက OBS template တွေ integrity ကို verify လုပ်ဖို့အတွက်အသုံးပြုရတော့။ဒါကြောင့် OBS template တွေကို security ရပုံမကောင်းနေရယ် develop automation မှာကျွန်တော်တို့က VN development automate လုပ်ဖို့အတွက်အသုံးပြုရယ် OBS template တွေကိုအသုံးပြုပြီးတော့ကျွန်တော်တို့က VN development တွေကို automate လုပ်လို့ရတယ်နော် PCPR client တွေဒါမှမဟုတ် PCPR command line တွေကနေပြီးတော့ OBS template တွေကို develop လုပ်ရတယ် version control မှာလည်း VN version တွေကိုကျွန်တော်ကweb ကို manage လုပ်ရတယ် OBS template တွေကိုအသုံးပြုပြီး version တွေကိုလည်းကျွန်တော်ကweb ကိုကျွန်တော်ပြန် changes လုပ်လို့ရတယ်နော် VN တခုတွေ upload လုပ်တဲ့အခါမှာ OBS template တွေဖန်တီးပြီးတော့လည်း version control တွေကိုကျွန်တော်ကသတ်မှတ်ပြီးလို့ရတယ်ဒါတော့ OBS template ဘယ်လိုဖန်တီးဆိုတဲ့ဟာတွေပေါ့နော်ဒါတွေကိုကျွန်တော်flag လေးပြထားပြပါလိမ့်ဒီမှာ data source မှာကျွန်တော်တို့ကဒီ data source တွေကနေကျွန်တော်တို့ကမှာလို့ VN1 2 3ပေါ့နော်လိုအပ်တဲ့ storage capacity ကိုဒီမှာလို့ gas operator VN1 အတွက်ကိုဘယ်လောက် VN2 အတွက်ကိုဘယ်လောက် VN3 အတွက်ကိုဘယ်လောက်ကိုကျွန်တော်တို့က allocate လုပ်ပါပြီပေါ့နော်အဲ့ဒါတွေကဒီ file data တွေကိုကျွန်တော် VN1 ပတ်သက်မှု NFS data source မှာကျွန်တော်တို့ကဒီ VN ရဲ့ file ကိုကျွန်တော်ကတိတ်ဆွဲပေးထားတယ်နောက် VSAN ရဲ့ virtual volume data source မှာလည်းကျွန်တော်တို့ကဒီ VN ရဲ့ဒီ configuration file တွေ RAM file တွေ PMA ဆိုပြီး PMDG တို့ flat.pmd flat.pmd file တွေကျွန်တော်ကသက်ဆိုင်ရာ VN ခွေးလုပ်တဲ့ခါကျရင်လိုအပ်မဲ့ file ကိုကျွန်တော် data source မှာကျွန်တော်တိတ်ဆွဲထားပါတယ်ကျွန်တော်တို့ဒီ file လေးတွေမှာဆိုရင် BIOS EFI setting နဲ့ပတ်သက်တဲ့ file လေးဆိုရင်ကျွန်တော်တို့က .mv ဖြစ်မှာပေါ့နော်။နောက် template နဲ့ပတ်သက်တဲ့ဟာဆို .vmp ဆင်းပါပေါ့နော်။နောက်ကျွန်တော်ဒီ VN ရဲ့ configuration နဲ့ပတ်သက်လို့ရှိရင် .vmp ဆိုတာဒီကျွန်တော် VN ကိုကျွန်တော် gas operating system VN ကို create လုပ်တဲ့ခါကျတော့လို့ရှိရင်သူကတခါတည်းဒီ file တွေကို create လုပ်အောင်ဖြစ်ပါတယ်။ auto create လုပ်အောင်ဖြစ်ပါတယ်။ဒါကတော့ဒီသူ့ရဲ့ file extension ကိုကျွန်တော်နားလည်အောင်ပြောပြခြင်းဖြစ်ပါတယ်။ဒါဒီ VN ရဲ့ BIOS EFI setting ဆိုတော့ .mv ပဲပေါ့နော်။ log file တွေရှိမယ် log file တွေ .log ပေါ့နော်ကျွန်တော်ဒီတခြားဟိုပါပေါ့နော်ဒီကတော့ flat bmdk ဒါဆိုရင် flat.bmdk လို့ရှိရင် VN ရဲ့ data file တွေပေါ့နော်data file တွေက flat.bmdk တွေမှာရှိမယ်နောက် VN link.bmdk ကိုဒါဆို VN link ရဲ့ဒီ CPU OS information တွေဒီမှာအကုန်ပါမယ်ပေါ့နော်ဒီမှာလို့ရှိရင်ဒီလို bmdk file တွေအများကြီးရှိမယ်ပေါ့နော်VMA ဆိုတာဒီ VN ရဲ့ hardware configuration ကိုတင်ထားတဲ့ file ကိုပဲပေါ့နော်။သူ့မှာ CPU memory network data virtual disk စတဲ့ VN ရဲ့ hardware setting တွေပါတယ်ပေါ့နော်။ .vmA ဆက်မှာ။နောက် VN ရဲ့ OS type တွေ power stick တွေစတဲ့ information တွေဒီ VMA ဆက်မှာပါမယ်ပေါ့နော်။နောက်ဒီ file ကို edit လုပ်ပြီးတော့ VN ရဲ့ configuration ကိုပြန်ပြီးတော့ပြောင်းလဲသတ်မှတ်ပေးလို့ရတယ်ပေါ့နော်။ဒီ .vmA file ။နောက် .vmp ကကျွန်တော်ဒီVN ရဲ့ virtual disk ကိုတင်ဆက်ထားတဲ့ file မှာသူက VN ရဲ့ OS application တွေ data တွေကိုတင်ဆက်ထားတဲ့ file တင်ဆက်ထားပါတယ်သူက configuration တော့ configuration တုံးပြီးတော့ .vndk file တွေကို create ထားတယ်ပေါ့နော်စပြီးတော့ဒီ VN ကိုစပြီးတော့ create လုပ်ပြီးတော့ .vndk ကစပြီးတော့သူတင်ဆက်ထားတယ်ပေါ့နော် move flow လုပ်ပြီးတော့ VN ရဲ့ data တွေကိုလည်း backup လုပ်လို့ရတယ်ပေါ့နော် .vndk ရဲ့VMS က virtual machine snapshot data ပဲသူကတော့ဒီ VN ရဲ့ snapshot နဲ့ပတ်သက်တဲ့ metadata တွေကိုတင်ဆက်ထားတဲ့ file ပေါ့နော် VN ရဲ့ snapshot tree တွေ snapshot name တွေ snapshot description တွေစတဲ့ information တွေကိုပါဝင်နေပေါ့နော် snapshot တွေ manage လုပ်ဖို့ဒီ file ကိုပြန်လည်သုံးလို့ရတယ်ပေါ့နော်တော့ VMS and virtual machine snapshot memory file သူကတော့ VN ရဲ့ memory state တွေ snapshot တွေဖန်တီးတဲ့အခါမှာတင်ဆက်ထားတဲ့ file နော် VN ရဲ့ memory content တွေကိုတင်ဆက်ထားပြီးရဒါကြောင့် VN တွေကို snapshot တစ်ခုကနေလို့စုပြန်လုပ်တဲ့အခါမှာဒီ VMS and support ပြီးရပါတော့ဒါတော့ဒီ memory state မှာပါမယ်သူရဲ့virtual machine snapshot memory file ပေါ့နော်ဒီ nvran.nvran number diagram မှာသူကဒီ BIOS setting တွေတင်ဆက်ထားတဲ့ file ပေါ့ဒီမှာ VN ရဲ့ boot order တွေ BIOS password တွေစ setting တွေပါတယ်ပေါ့နော်ဒီ file ထဲမှာပြန်အသုံးပြုပြီးတော့ VN ရဲ့ BIOS setting တွေကို
configure ပြန်လုပ်လို့ရတယ်ပေါ့နော်တော့ကတော့ဒီ virtual machine တွေရဲ့ cloud information တွေမှာ power state changes တွေ error တွေ warning တွေစတဲ့ event တွေကိုသိစေပြီးထားတဲ့ log file ဖြစ်တယ်ပေါ့နော်log file တွေကို troubleshoot လုပ်နေတာပြန်လုပ်နေတယ်နောက်ဒီသူ့ရဲ့ဒီ extension တွေနဲ့သူ့ရဲ့ဒီ description ကိုကျွန်တော်ဒီမှာရေးထားတာဖြစ်ပါတယ်နောက်ဒီ virtual machine မှာဆိုလို့ရှိရင်ဒီ parallel port အနေနဲ့ up to 3 parallel port serial combo ဆိုရင်32 combo လေးရမယ်နောက်ဒီ AACI SATA controller နဲ့ဆိုရင် up to 4ပေါ့နော် power controller မှာဆိုရင်30 device တွေပို့ပေးတယ် USB controller နဲ့သူက20 device ရတယ်ပေါ့နော် lobby ဆိုလို့ရှိရင်2 device ရမယ်NVMe adapter ဆိုရင်ကျွန်တော် iSCSI target မှာလို့ရှိရင်15 target ထိ support ပေးတယ်ပေါ့နော် NVMe adapter အနေနဲ့သုံးမယ်ဆိုလို့ရှိရင်15 target ထိ support ပေးတယ်နောက်ဒီiSCSI software data လေးနဲ့ဆိုတော့ up to 4G တူပါ support ပေးရအောင်နော်ကျွန်တော်ဒီ iSCSI software data သုံးမယ်ဆိုရင်ကျွန်တော်က 4K တူပါသုံးလို့ရတယ် mouse တွေ keyboard တွေကျွန်တော်ထည့်သွင်းသုံးလို့ရမယ်နောက်ပြီးတော့ဒီ CPU တော့ VM တခုမှဆိုရင် virtual CPU တွေနဲ့968 virtual CPU တွေတူပါ support ပေးရအောင်နော် RAM ဆိုလည်းသူက24 TB support ပေးတယ် virtual GPU အနေနဲ့ဆို8 virtual GPU တွေ support ပေးရအောင်နော် network အနေနဲ့ဒီနေ့အနေနဲ့ဆိုကျွန်တော်က10 ကတ်ကျွန်တော်က support ပေးပါနော်ဒါတော့သူ့ရဲ့ maximum support ပေးရဲ့ virtual machine မှာ maximum support ပေးတဲ့သူ့ရဲ့ hardware component တွေနဲ့ feature တွေဖြစ်တယ်နော်ဒီတော့ဒါကတော့ version တွေပါကျွန်တော်ဒီ 6.7 မှာလို့14ပေါ့နော် 6.7 မှာ YouTube မှာလို့15 7မှာဆိုရင်17 18 19ပြီးတော့ version 8ပါပဲဒီ version controller version က20ဖြစ်သွားပြီနော် hardware version က20ဖြစ်သွားပြီဒါကတော့ဒီ version တွေပါအကြမ်းမြင်နားလည်အောင်ကျွန်တော်ရေးပြထားခြင်းဖြစ်ပါတယ်အဲ့တော့ virtual CPU မှာ RVM မှာဆိုရင်968ရမယ် RVM မှာ memory က 24GB ပဲ support ပေးမယ်per host မှာဆိုရင် CPU က896GB support ပေးမယ်နော် memory မှာဆိုရင် per host မှာဆို 24GB ရမယ်host per cluster မှာဆိုရင်ကျွန်တော် host ဒီကြားမှာရှိတဲ့ cluster မှာဆိုရင်96 cluster တွေ96 host တွေ support ပေးရအောင်နော် cluster မှာဆိုရင် cluster တစ်ခုမှာဆိုရင် host မှာ96 host တွေ support ပေးရအောင်နော်ဒါတော့ဒီ virtual storage နဲ့ပတ်သက်တဲ့ data တွေမှာ bus logic parallel ရှိမယ် LSI logic parallel ရှိမယ် LSI logic access ရှိမယ်ပေါ့နော်ဒါတော့ para virtual SCSI ဒါတော့ AAC နဲ့ SATA controller ဒါတော့ virtual NVMe ပေါ့နော်စသဖြင့်ကျွန်တော်တို့က storage data type တွေရှိမယ်ပေါ့နော်virtual disk provision တွေမှာကျွန်တော်တို့ကဒီ VM တစ်ခုတည်းကို virtual disk ဖန်တီးတဲ့အခါမှာ storage space တွေဘယ်လို allocate လုပ်မယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ကပြန်သတ်မှတ်တဲ့နည်းလမ်းတစ်ခုမှာ thin provision ကကျွန်တော်တို့က လိုအပ်တဲ့ storage တွေနဲ့သူက allocate လုပ်ပြီးတော့အသုံးပြုရတာပေါ့နော်ဒါကြောင့်ပြော storage capacity storage capacity ပို့ပြီးတော့ကောင်းနေတယ်ပေါ့နော်ဒါပေမဲ့ performance မှာကျတော့သူကအဆင်မပြေဘူးပေါ့နော်ဒီ storage capacity နဲ့သူကဒီ 100GB 10GB သူက VM ကိုသူကသတ်မှတ်ထားမယ်ဆိုရင် 10GB storage ကိုသူကအပြည့်မယူဘူးပေါ့နော် 100GB လုပ်မယ်ဆိုရင် 10GB လောက်ပဲသူကstorage space ကိုယူပါမှာဖြစ်ပါတယ်သူကဒီသတ်မှတ်ထားတဲ့ 100GB လို့အပြည့် allocate မလုပ်ဘူးပေါ့နော်အဲကြောင့် storage capacity ရတဲ့သူကပို့ပြီးတော့ကောင်းတယ်storage space ကိုဘယ်လိုထိရောက်အသုံးပြုလို့ရတယ်ပေါ့နော် storage overcommit ဖြစ်နိုင်တယ်ဒါပေမဲ့ဒီ storage space ကိုပို့ပြီးတော့ virtual storage space ကိုပို့ပြီးတော့ assign လုပ်ပေးနိုင်တယ်ပေါ့နော်အားသာချက်တွေရတော့ခုနပြောတဲ့ storage space ကိုပို့ပြီးရောက်တော့နိုင်တယ်utilization မှာပို့ပြီးတော့ကောင်းတယ်ပေါ့နော် initial development time မှာပို့ပြီးတော့မြန်တယ်ပေါ့နော်အားနည်းချက်ကတော့ဒီ storage overcommit ဖြစ်နိုင်တယ်performance နဲ့ degrade ဖြစ်နိုင်တယ်နောက် storage space monitor လို့နည်းနည်းခက်တယ်ပေါ့နော်ဒီ provision မှာကျတော့သူကဒီ storage space တွေ allocate ထားတဲ့အကုန်လုံးကိုallocate လုပ်ရတာဖြစ်တယ်ဥပမာ 100GB မှာဆိုရင်သူ allocate လုပ်ရတဲ့ 100GB လုံးသူက storage space တစ်ခုလုံးကိုသူက allocate လုပ်ရတယ်ဒါကြောင့်မို့တော့ဒီstorage space console ပို့ပြီးတော့တင်းတဲ့ပုံစံပို့ပြီးတော့လုပ်တယ်ပေါ့နော်ဒါကြောင့်ဒီ storage capacity ကိုfocus ထားတဲ့နေရာမှာဆိုရင်ကျွန်တော်ကဒီ provision တွေကိုမသုံးသင့်ဘူးပေါ့နော်ဒါပေမဲ့သူကကြတော့ဒီ disk တွေ rewrite speed မှာသူကပို့ပြီးတော့တင်းတဲ့ဆိုင်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဒီ tick မှာဆိုလို့ရှိရင်ကျွန်တော်နှစ်မျိုးရှိတယ်0 tick နဲ့ eager 0 tick ဆိုလို့ရှိတယ်ပေါ့နော်0 tick ကကြတော့ storage block တွေ0တွေနဲ့ override လုပ်တယ်ပေါ့နော် eager 0ကကြတော့ storage block တွေကိုပေးတဲ့အခါမှာ0တွေကို override ပြန်လုပ်ရတယ်ပေါ့နော်ဒါအားတချက်ကတော့ performance ပို့ပြီးတော့ကောင်းတယ်storage overcommit မဖြစ်နိုင်ဘူးပေါ့နော်
storage space တွေ monitor လုပ်ဖို့မလိုအပ်ဘူးပေါ့နော်နောက် storage space တွေကိုဒီအားနည်းချက်ကတော့ဒီ storage space တွေကိုပို့ပြီးတော့နေသွားစီတယ်ဘာလို့သူက 100GB မှာသူက 100GB တော့သုံးသွားတဲ့အတွက် storage space တွေပို့ပြီးတော့နေသွားစီပေါ့နော်နောက် initial development time မှာပို့ပြီးတော့ကြာတယ်ပေါ့နော်ဒီတိတ်ကိုသုံးနေရပြီကျွန်တော် VN တွေ initial development လုပ်တဲ့အခါမျိုးကြာလို့ရှိရင်သူကပို့ပြီးတော့တင်းတဲ့ဆိုင်နည်းနည်းလေးကြာတယ်ပေါ့တိတ်ကကြတော့ဒီ EGA0 မှာကြာသူက storage space တွေကို disband နေတဲ့အချိန်မှာပဲ allocate လုပ်ပြီးတော့ချက်ချင်း0တွေဖြစ်လိုက်တယ်ပေါ့နော်ဒီ process ကအခြား provision တွေနဲ့အချိန်ပိုကြာ performance ကိုအကောင်းဆုံးရတယ်ပေါ့နော်ဒီ EGA0 ကကြာအမြင့်ဆုံးIO performance ရရတာတိတ် EGA0 ပေါ့နော်ဒါကတော့ဒီ IO performance မှာကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဒီတိတ် EGA0 ကပို့ပြီးတော့အခြားဒီတိတ် lazy0 တို့ team provision တွေပို့ပြီးတော့သူကကောင်းတယ်နော် block ဒီအားလုံးကိုသူကအခါရဲ0တွေတစ်ခါရဲဖြည့်ပြီးတော့ allocate လုပ်ရတယ် latency မရှိဘူးပေါ့နော် runtime block တွေပဲ dynamically allocate လုပ်ရတယ်0တွေနဲ့ဖြည့်ပြီးတော့လုပ်ရတဲ့အတွက် latency ကိုနေသွားစီရပေါ့နော်လုံခြုံရေးရ block တွေပဲ0နဲ့ဖြည့်ချင်ရပြီးအရင်သုံးခဲ့တဲ့ data တွေကိုမချန်တော့ဘူးပေါ့နော်ဒါကြောင့်လို့ security ရလည်းပို့ပြီးတော့ကောင်းတယ်ပေါ့နော် performance အတွက်အရေးကြီးတဲ့ application ဥပမာ database server တွေမှာဆိုလို့ရှိရင်ဒီ tick provision နဲ့ EGA0 ကပို့ပြီးတော့တင့်တော်တယ်ပေါ့နော်နောက် VN fault tolerance သုံးတဲ့နေရာတွေမှာဆိုလို့ရှိရင်ဒီ tick EGA0 ကသုံးတယ်ပေါ့နော်လုံခြုံရေးအရေးကြီးတဲ့ environment မှာဒီ tick EGA0 ကသုံးတယ်အဲ့ဒါသူ့ရဲ့ tick EGA0 ရဲ့ use case ပေါ့နော်ဒီ lazy0 ကကျတော့ value added သတ်မှတ်ထားတဲ့ storage space တွေကို disband ရဲ့အချိန်မှာလုပ်ခဲ့လို့ရတော့ value ဒီ block တွေကို VN data တွေကိုမြန်မာလိုရေးတဲ့အချိန်မှာပဲ0တွေနဲ့ဖြည့်ပြီးသွားတယ်ဒါကတော့ default tick provision ကိုစားပါတော့ကောင်းမွန်တဲ့ performance တခုတော့ရှိရဲကောင်းမွန်တဲ့ performance 0 tick တဲ့အရင်ငယ် performance ရော့မယ်ဒါပေမဲ့ဟိုတင်းတဲ့ဆိုင်တော့ပိုကောင်းတယ်ပေါ့နော်0 tick တဲ့ဆိုင်တော့နည်းနည်းလေး performance degrade ရှိတယ်ပေါ့နော်ဒီ EGA0 ထက်ဖန်တီးရပို့ပြီးတော့မြန်တယ်ပေါ့နော် EGA0 ကကျတော့ဒီ VN တွေဖန်တီးတဲ့အခါမှာcreate လုပ်တဲ့အခါမှာကျွန်တော်ကနည်းနည်းလေးကြာတယ်ပေါ့နော် EGA0 ဒီ EGA0 ကပို့ပြီးတော့ကြာတယ်ပေါ့နော် lazy0 ကတော့နည်းနည်းလေး EGA0 ထက်ပိုပြီးနည်းနည်းမြန်တယ်ပေါ့နော်ဒီ storage ကိုခွဲဝေပြီးတော့ display ကိုသုံးပြီးတော့ဒီ general purpose VN တွေမှာသုံးတယ်အမှန်တန်တဲ့ storage ခွဲဝေဖို့လိုချင်တဲ့ဒီ environment တွေမှာသုံးတယ်ပေါ့နော်ဒါတော့ဒီခုနပြောခဲ့တဲ့ဒီ network data node size ဖြစ်ပါတယ် E1000 ကပါလဲဆိုတော့ဒီ computer တွေအများဆုံး OS အများဆုံး support ပေးတယ် performance အခြား data တွေကမကောင်းဘူးများသောအားဖြင့်တော့ computer တွေအဟောင်းတွေမှာ OS အဟောင်းတွေမှာအသုံးပြုရများတယ်ပေါ့နော် E1000 ကြီးကတော့သူကတော့ဒီ network data တော့ဒီ emulate လုပ်ထားတဲ့ data ပေါ့နော်ဒီ E1000 နဲ့ပို့ပြီးတော့ပိုကောင်းတယ် OS အသစ်တွေလည်း support ပေးတယ် VMware 2ကို install လုပ်တာမှသူကကောင်း support ပေးတယ်ပေါ့နော် VMware 2မရှိရင်သူက support မပေးဘူးဘာလို့အပြင်တော့လာပြီးတယ်ဒီကိစ္စတွေVMware optimize virtual လောက်မှာဖြစ်တဲ့ performance အကောင်းဆုံးရှားရေးပါဝင်တယ် OS တွေနဲ့ VMware 2 install လုပ်တဲ့ VN တွေမှာအသုံးပြုတယ်ပေါ့နော် VMware Net 2ကတော့သူကဒီရေတော့ VMware Net 2ကိုပေါ်ပြင်တော့အသုံးပြုတဲ့ data ဖြစ်တယ်သူက VMware Net 2တော့မကောင်းဘူးပေါ့နော် performance မကောင်းဘူးဒါပေမဲ့သူက OS အဟောင်းတွေမှာအသုံးပြုကြတယ်ပေါ့နော် flexible ဖြစ်တယ် VN ရဲ့ OS ရဲ့အကောင်းဆုံး data ကိုရေးတဲ့ data ဖြစ်တယ်ပေါ့နော် computer တွေတဲ့ပို့ပြီးတော့သူကပို့ပြီးအဆင်ပြေပေါ့အားရဒီ ES ဆိုင်ဒီ network data နဲ့ပတ်သက်တဲ့အားရပေါ့နော်content library ဆိုတော့ဒီ VSphere အိမ်မှာ virtual machine template တွေပေါ့နော် ISO image တွေ script တွေ file တွေကို centralized repository တစ်ခုမှာတင်ပြီးတော့ manage လုပ်ဖို့တော့ကို feature တစ်ခုပဲသူက VSphere environment မှာ content တွေကို share လုပ်ပြီးတော့ VN တွေ department ကို centralized လုပ်ဖို့တော့သုံးပြီးတယ်နော်ဒီ standardized storage တွေကို VN template တွေ ISO image တွေတခြား file တွေကိုတနေရာထဲမှာတင်ဆက်ပြီးတော့အလုပ်လုပ်တယ် content library က VSphere environment တွေကြားထဲမှာ content တွေကို share လုပ်ပြီးတော့ centralized ဟာဒီ repository တူနေပြီးဆက်နေတယ်။ဒါကြောင့်ဒီ VMware department တွေကိုစနစ်လုပ်ပြီးတော့ manage လုပ်တဲ့နေရာမှာပို့ပြီးတော့ပဲဒီ version control တွေလည်းကျွန်တော်က contact library မှာလုပ်သုံးပေးရတယ်နော်။ contact version တွေကိုကျွန်တော်က create လုပ်လို့ရတယ်။
version control တွေchanges တွေအများကြီးပြုလုပ်လို့ရတယ်ပေါ့နော်ဒီ version control တွေပါဝင်ဒီ content library တွေနောက် synchronization က content library မှာ vSphere environment တွေကြမှာကျွန်တော်က synchronization ကိုလုပ်တယ် content library တွေကိုကျွန်တော် vSphere environment တွေကြမှာ synchronization လုပ်ပြီးတယ်ဒါကြောင့် content တွေကိုလိုရောက် update လုပ်ပြီးတယ်နော် consistency ပိုကောင်းတယ်နောက် publishing နဲ့ subscribing မှာတော့သူကဒီ content library ကို publish လုပ်ပြီးတော့ subscribe လုပ်ပြီးတော့ပြန်လည်သုံးပြီးလို့ရတယ်ပေါ့နော်ဒီ content library တွေမှာ publish လုပ်ပြီးတော့ vSphere environment တွေရတယ်ပြီးတော့ subscribe လုပ်ပြီးတော့ကျွန်တော် content တွေကို share လုပ်ပြီးတော့ကျွန်တော်ကshare လုပ်ပြီးတော့ချင်းချင်းကြားထဲမှာ share လုပ်ပြီးတော့သုံးပြီးလို့ရတယ်ပေါ့နော်နောက် guest customization က VN တွေကို development လုပ်ပြီး customer လုပ်ပြီးတော့ guest customization ကိုသုံးပြီးတယ်ပေါ့နော်အားလုံးကျေးဇူးပါ